ပါမင်းတို့ပြန်ရင်စိတ်ရဆန္ဒတစ်ဆက်ငါးပါးနဲ့ပြည့်စုံတော်မူသောဘုရားသခင်ဤတော်ကိုတော်မြတ်ဖြင့်ထိုက်ချတော်ပြဆိုပြီးအကြီးရဲ့အဲ့ဒါဗန်ဒီရာဘေးပြန်ကြီးပြင်ရန်စစ်တောင်ကျွန်းကဘောင်းရဲကျောင်းတော်ကြီးစိုးနေတယ်များဒုက္ခဒေဝအာဃာသစိုးပေတနိုးနေဒီလိုကြည့်ချင်းနမင်းနဲ့ပြီးနေတယ်ကွာအာဂနီလေးပေါ်ဇောဂနီလေးတွေအစင်းတယ်ဘလို့စောင်းအောင်အကြောက်ဝိစာနမမကျွင်းအော်ဖေးများဆိုနဲ့တကာတော့နာတာလေးကိုတော့ဘုံလူတွေဖတ်မြင်ပြီးဒီတော့ငါတို့စီကတမန်တော်ဘုံတော်ဒီလောကရာဇာမိတ်မှာပိုင်းခြားထားတော်မူဒီမှာစတယ်ဒီဝေဒာရေးစုတိုင်းတွင်အရိုင်းတွေနဲ့အောင်းချသောဘေးရန်ကိုဤတော်အာရယတိချပြတာ၍ရရနာတော်ပြိတော်ကိုပြောပြောစီးပြလျက်အချမ်းတည်းတို့ပြေလည်လွင့်မြောက်ကြောက်ရွံ့လမ်းပေါ်လေစောမကြောင့်ပိတ်စာနဲ့တို့ဥပဒေရောက်ကြဘူးလေဝေဒာဝီကောင်းကြမှာတော့လေနေဝကစီဝင်းရထောင်ဘိုးတော်အားလေတတော်ငရုံကျေအောင်ပဲစတဲ့နဲ့သိမိလျင်ရွှေပလင်ကိုလိုချင်ပြီးညာလူမီအားရှာ၍စက်ကြရဲ့ရဲမတိသိမိပြီးတော့ကန်လီထွက်ပြေးသေဘေးရောက်နေတယ်ဒီဘုံတော်ကိုယ်တိုင်ရောင်ရံကြောက်တယ်38ပြလက္ခဏာနဲ့ရာဇာတိပိဘုရားတူတယ်ဘုရားရှင်ကိုစိတ်နဲ့မလျော်ရေကောင်မောင်ရင်ရိုးချင်းမဆက်သေဝရလဲယူလမင်းညာစောကားကျုံမကောင်းဝင်နဲ့အလွန်အဲမြေကခွဲပြီးပြောတယ်ပြီဝင်းမြေပြရကြစီတောင်းအောင်စီတူအောင်စီတူအောင်စုမိမှာဧကဘာတွင်မြတ်စွာလေးစုဖွင့်တော်မူကလူနဲ့တပါသတော်ဝါဤအချာမကဲမင်းမဲတကနိုင်ရမဲ့တော့ဘဂဝန္တုစတူဘုဒ္ဓဓမ္မောတကဘုံကိုးမြန်နဲ့ဝန္ဒနာပနာမ၃ချိန်ချ၍ဘုရားရှင်အမိုက်အမှားကိုကျွန်တော်ကိုယ်တိုင်ယူလာခဲ့ပြီးဖြစ်သည်ဒီကိုကျွန်တော်ရှင်းဖို့တင်ရှိနေတော့ဆရာရှိုင်းမြေအောင်ပေါင်းဝင်ဆရာရှိုင်းမြေအောင်ဘေးရင်ဟောကပ်ဖို့ကဲတော့ရောက်ရှိလာကြကုန်သောဆရာမအပေါင်းဒီအဝန်းဝိုင်း၌တရှိနေသောခုနှစ်သားသမီးအပေါင်းတို့သည်ရန်တာကိုတည်သူများဖြစ်တို့ကြောင့်ဤသူဤသူတော်၎င်း၎င်းတို့ပစ္စည်းရ၎င်း၎င်းတို့ဂုဏ်တရားရ၎င်း၎င်းတို့ယာရုထာနန္ဒရတော်၎င်းဤသူစုံမြောက်များအနောက်အချက်မပြုစေရဤသူဤသူတို့သည်ရဏဂုံတည်သူများယရနာသုံးပါးကိုပုထိတ်ထားသူများဖြစ်အကယ်၍နောက်ဆက်ရနောက်ဆက်သောသူ၌ဒီသောသောဥပ္ပေရောက်ကြဒီကိုသိစေဒီမိတ်ပြန်တဲ့ချက်ကိုကြားနာပြီးဒီကျေးဝဆ၍တောဆောင်နဲ့တောင်ဆောင်နဲ့ရွာဆောင်နဲ့လက်ဆောင်နဲ့မြစ်ဆောင်နဲ့အိမ်ဆောင်နဲ့အရရသောနတ်တို့သည်ဒီဘေးရောကဖွင့်မဲ့ဒီအေဘေးဘောကဖွင့်သောဆရာရှိုင်းမြအပါဝင်ဘေးရောကဖွင့်မဲ့ဆိုရောက်ရှိလာကြကုန်သောဆရာမအပေါင်းဒီအဝန်းဝိုင်း၌တရှိနေသောခရီးသားသမီးအားလုံးတို့ဟာယခုချိန်မှာစ၍ပျော်ပျော်ကြီးမဆာပူကြီးစောင့်ရှောက်ကြရပြီကျွန်တော်တို့မြန်နေလေရီတော်မင်္ဂလာရေရအောင်မြင်ပြီးတောင်းဆိုပါလေအတင်နမင်းသမီးတို့ဟာမြတ်တာပေါ်အမြဘေးဝေပြီးသာတို့ပြိုင်သူခေါ်နိုင်ကြပါစေကုန်သတည်းအောင်ဘုရားရှင်ကြီးမှန်ပြီးကိုယ်တော်ကြီးချရပါခင်ဗျာအဲ့တော့ကျွန်တော်တို့မြန်လေးရောင်ရရအောင်ဗျာဒီဒီခန္ဓာပဲလို့ဒီဒီပွဲပဲလို့နောက်ဆုံးပဲဘာဘုံမင်းကောင်ရဲ့အောင်ထူးစမ်းကတော့ရွတ်ဆိုတော့အောင်ပွဲခံနေရှိပါတယ်ဒီညမှာလည်းအခုဆရာဆန်းကြီးအောင်ရဲ့ဘယ်ဟောကပုံပွဲခန္ဓာအောင်မြင်ထိုက်မှနေနဲ့ဘာဘုံမင်းကောင်ရဲ့အောင်ထူးစမ်းကတော့ရွတ်ဆိုဘာရွတ်ဆိုပြီးတော့မှအောင်ပွဲခံမှာဖြစ်ပါတယ်ဒီညမှာလက်သီးလက်မောင်းတန်းတဲ့အပိုက်တွေလည်းပါပါတယ်လက်သီးလက်မောင်းတန်းတဲ့အပိုက်တွေမှာလည်းလက်သီးလက်မောင်းတန်းပေးပါကျွန်တော်ဒီကနေတော့ဆရာမင်းမြတ်ဒုက္ခပြီးတော့မှမိကုံးလေးတွေလေးပြီးတော့မှကျွန်တော်တို့နော်ဒီအောင်ထူးစမ်းကတော့ရွတ်ဆိုနေမှာဖြစ်ပါတယ်နော်ဆရာဆရာမတို့ဟာအခုဆရာဆိုင်မြောင်ရဲ့ဟောကန်းပွဲကိုရောက်နေတဲ့အချိန်ကစပြီးတော့ဆရာဆိုင်မြောင်အပေါင်းနဲ့လောကအလယ်မှာအောင်မြင်ကြီးပွားတိုးတက်ချမ်းသာတော့မယ်လို့ရှုံကြည်ရလားဗျာဒီဆိုင်ဆရာဆိုင်မြောင်ကလည်းဒီနေ့ယခုချိန်ကစပြီးတော့အောင်မြင်တိုးတက်ကြီးပွားချမ်းသာတဲ့ဘေးဆရာကြီးတွေဖြစ်တော့မယ်လို့အောင်တော့ယုံကြည်ရလားဗျာယုံကြည်ပါ
ဟုတ်ပြီအခုကရောက်လာကြတဲ့ခရီးသားတွေအားလုံးပါလေညီရမမြပုဂ္ဂိုလ်တွေရဲ့အဆောက်အအုံရပြီးတော့မှဒီနေ့ယခုချိန်ကစပြီးလောကလည်းမှာကြီးပွားတိုးတက်အောင်မြင်ချမ်းသာတော့မယ်လို့ရောရှုပ်ကြည့်ရလားဗျာရှုပ်ကြည့်လို့ဆိုရင်တော့အမဘုံမိကောင်ရဲ့အောက်ထူးဆန်းကာတာကြီးကိုပြစ်ဆို၍အောင်ပွဲခံလိုက်ကြရအောင်လားခင်ဗျာအောက်ထူးဆန်းမဲတိုင်ဝင်ထေကျော်ပါစောတိလူထိန်မို့ဟိုဟိုကျော်ဝတ်တဲ့ဘက်မဆောင်ခေါင်ပုံကြီးသိစိနဲ့မဲအိမ်ရောရာစာအေဟီငါတို့ရှိရစီပါလာဟုငါတို့ရှိရကြီးပါလာဟုငါတို့ရှိရဝိစာလာဟုငါတို့ရှိရပညာလာဟုငါတို့မန်းတရားတပါလူမျိုးကြတို့တော်ရနေနေစောရပြေးမငင်းမဆန်မကံမဝလွတ်ကြရသစ္စာကြောင့်လာလို့မြို့နယ်လို့တရားတော်လို့တလန်လို့တော်ဝိုင်းတခုလို့ဒီနေ့မှစယူလက်ရုပ်တဲ့တော့အောင်ပါစေတော့အောင်စေသူအောင်စေသူအောင်စုပါအောင်မင်္ဂလာဖြစ်အောင်ကြပါတွေ့အောင်ဖို့တဲ့အောင်ဖလက်ဖြစ်အောင်ပဲပဲကြီးအောင်မီဘာသာအောင်ဒီစကား